လိုင်းရင်စမှာတော့ဂူထဲကိုထိုမီကာဂီကိုတယောက်လမ်းလျှောက်လာနေခဲ့ပါတယ်အဲ့ဒီခိုက်တဲ့မှာပဲလမ်းပြောင်းနေရလားကောင်းလေးဆိုတဲ့အတန်ကြားလိုက်အကြောင်းလမ်းတော့ပါတယ်အတန်ပိုင်ရှင်ကတော့စူကူနာ control လုပ်နေရဲ့အီသာတိုရီပဲဖြစ်ပါတယ်အီသာတိုရီတယောက်ကတော့တိတ်ခါရှိရှိတိတ်တိတ်ဆိတ်ဆိတ်နေစမ်းပါတယောက်ကိုလွယ်လွယ်နဲ့တဲ့နေရာမှာချိန်ကုန်နေရပဲထိုမီကာဂီကိုတယောက်ကတော့ဒီအော်ရာဆိုပြီးတော့ဓာတ်ထုတ်လိုက်က तू ကဒီမွန်ကြီးလား तू ကငါတွေးဖို့တည်းများဒီမွန်တွေထပ်ပိုတမာနေရပဲစူကူနာတယောက်ကတော့မင်းရဲ့သားကိုဝေးရင်လိုက်တော့ငါသားမျိုးကိုကြိုက်တာဆိုနေတဲ့အချိန်မှာပဲကွန်ကွယ်ဟာကီနဲ့သူရက်ဟက်ရှန်ရောက်လာခဲ့ပါတယ်ငါတခုခုမြန်အောင်ရှက်မိသူတို့ဖြစ်သွားလားစူကူနာတယောက်ကတော့ဒီအော်ရာအဲ့ဒီအချိန်မှာပဲရက်ဟက်ရှန်ကသူတို့စီကိုဆရာကြီးစတိုင်နဲ့ဖြည်းဖြည်းရှင်းချောက်လာခဲ့ပါတယ်ထိုမီကာဂီယိုတယောက်ကတော့အဲ့ဒီမှာနောက်တယောက်ငါကတော့လက်ချင်းတွေပဲလို့ထင်တယ်သူကစကန်ဘိုင်းလောက်ပဲရောက်လာသေးရကြည့်ရတာတော့ဇက်သိန်းဘိုင်းကိုခေါ်တော့မဲ့ပုံပဲဆရာကြီးရှန်လမ်းလျှောက်ကောင်းနေတဲ့အချိန်မှာပဲကောင်းပြီလေငါရဲ့ချက်တွေကိုငါတို့ပြမယ်အခုကဘလို့နေသေးလဲဆိုတဲ့အတန်နဲ့သူအီသာချီတယောက်မိုးရီထဲမှာရက်နေခဲ့ပါတယ်ရှန်တယောက်ကတော့အကောင်ကဘယ်အကောင်လဲမိုးရီထဲမှာရက်နေတဲ့အကောင်ကိုကြည့်လိုက်စမ်းဘယ်ရာမှဆောက်ကျူးဆိုင်မဲ့ပုံမပေါ်ငါဘာလို့အဲ့ဒီရာကိုမတွေးမိရလဲအီသာချီကမင်းရဲ့နောက်မှာလို့ပြောလိုက်တဲ့အချိန်မှာပဲအီသာတိုရီရဲ့နောက်မှာဘယ်ကပေါ်လာမှန်းမသိရဲ့ထိုင်ခုံမှာထိုင်ရတာဖြစ်နေခဲ့ပါတယ်ဆူရှားတဲ့မျက်လုံးတွေကြောင့်ဆော်ဒီမကတိုမီယိုကာဂီကိုကလည်းတောက်ရုံမိုက်တယ်ဟာလို့ပြောလိုက်ပါတယ်ပါးစပ်ပိတ်သွားတဲ့အီသာတိုရီကိုအီသာချီကအိုး sorry ပဲမိုးရီစုံခံချင်လို့မင်းတို့ကောင်တွေလည်းမိုးရီစုံနေပြီဗျအဲ့လိုပြောနေတဲ့အချိန်မှာပဲအကိုကြီးကိုဂျိုမြင်လိုက်ရကြောင်းပါဇက်ပိတ်နေအီသာတိုရီလည်းပြန်ပြောင်းလိုက်ပါတယ် What's up ဘော်ဒါတို့အဲ့ဒီချိန်မှာအကုန်လုံးလည်းတိတ်ဆိတ်သွားခဲ့ပါတယ်ကိုဂျိုတယောက်ကတော့ဟာဒါနေပါဦးငါရဲ့နောက်ခံတီးလုံးကဘာလို့ရက်သွားလဲအကြောင်းရင်းကတော့ထိုမီကာဂီယိုတယောက်ကတော့ဒီခန်းစားချက်ငါရဲ့ဓာတ်တော်မထုတ်ရခင်ချုံးတော့မှာလားကိုဂျိုကလည်းဆိုတော့တယောက်ကသူတို့တကယ်ယုံကြည်ရဲ့ဖျားတွေရှေ့မှာဒီလိုခန်းစားရလားလို့ပြောလိုက်ပါတယ်ဆိုစကေအိုင်ဆန်ကလည်းရီးစရာပဲမင်းတို့ရဲ့ဆွမ်းအားတွေဖြာထွက်နေတယ်ဒါတောင်ငါ့ကိုရုပ်တည်ကြီးဖြစ်သွားအောင်မင်းတို့မှာဆွမ်းအားတွေမလုံလောက်သေးဘူးလို့ပြောနေတဲ့အချိန်မှာပဲတေချာလို့လာဆိုရဲ့တန်တဲ့သူတို့စီကိုလူတယောက်လျှောက်လာခဲ့ပါတယ်ငါတို့တွေးပူစမ်းတဲ့အချိန်မင်းရဲ့အားချောင်စကေးတွေဘလောက်ကြာခံနိုင်မလဲဆိုတာစောင့်ကြည့်ရသေးရပေါ့ဆိုရဲတန်တဲ့သူဦးချီဟာမာဒါရာရောက်လာခဲ့ပါတယ်အီသာချီတယောက်ကတော့အဲ့ဒါဦးချီဟာမာဒါရာပဲရှန်တယောက်ကတော့ဒီအော်ရာခွန်ကွယ်ဟာကီနဲ့တူပြီးမဲ့စိတ်သက်သက်ကြွမှုရောနေပြီးတော့စစ်ပွဲကိုယူအီနေတဲ့ပုံပဲအဲ့ဒီချိန်မှာပဲဒီဆူညံတန်တွေကဆောက်ပေါ်တွေရေးပဲဆိုတဲ့တန်တဲ့သူဆုံကျင်မှုရောက်လာခဲ့ပါတယ်ဂျင်းဦးတယောက်ကတော့မင်းတို့အကုန်လုံးအမျိုးဖြုတ်ပေးမယ်လို့ပြောလိုက်ပါတယ်အီသာချီတယောက်ကတော့သူ့ရဲ့အော်ရာအဆုံးမရှိဘူးပဲဘာမှမရှိရကွက်လိုက်လို့ပေါ့ထိုမီကာဂီယိုတယောက်ကတော့မင်းကသူ့ရဲ့အော်ရာကိုတိုက်ရိုက်မြင်နိုင်နေတယ်လားလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့အလေကိုဘေးကြီးတပွေရောက်လာခဲ့ပါတယ်သူအနာကိုဘလို့ရောက်နေခဲ့ရလဲကို့ကိုအာယုံခံလို့မရအောင်လုပ်တဲ့နေရာမှာတော်တာပဲနေအောင်သူကဒီမှာတစ်ချိန်လုံးရှိနေခဲ့ရလားနေအောင်ဒီကောင်သူက join ပွဲများလားဒီတိတ်ပဲကသူတိုက်ခိုက်ဖို့စင်တင်ဖြစ်နေပြီလားသူ့ရဲ့တီရှိမှုဖုံးကွယ်ထားပြီးဒီလောက်များတဲ့ order တွေကိုထုတ်နိုင်ရလားဒါတကယ်များလားအဲ့ဒီဘေးရဲ့အသွေးထဲမှာတော့ဒီကောင်တွေငါရဲ့ပုံစံမှန်ကိုမသိသေးဘူးပဲငါဘာလို့ဒီပေါက်ချဖို့လိုမှာလဲငါရဲ့မာဆယ်တွေငါလှုပ်လို့မရတော့ဒီကောင်တွေရဲ့ဘေးမှာငါတက်ရှူတော့မွားတယ်လို့ပဲဒီချင်းနေမှာငါဘယ်လိုလုပ်တင်လဲလို့ပြောနေတဲ့အချိန်မှာပဲတေးပေါက်ချလိုက်ပါတယ်မာတာတာတို့ကတော့သူတေးပေါက်ချလိုက်တာလားအဲ့ဒီဒိတ်ပေကတော့ငါတို့ရဲ့ရှေ့မှာမင်းစီတားပေးလိုက်ရလားလို့မေးလိုက်ပါတယ်အီသာတိုရီကတော့ကောင်းပြီငါတို့ရဲ့ order တွေကိုစမ်းသပ်ရမယ့်ချိန်ပဲရှန်ကလည်းဒါကနောက်ဆုံးရဲ့တီမှုပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဟိုဘက်ချင်းနဲ့ဒီဘက်ချင်းဆိုပြီးတော့နှစ်ချမ်းကွဲတော့ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဖုန်လီကြားနေအီသာတိုရီထွက်လာပြီးတော့ဘာတွေဖြစ်ကုန်ရလဲဘယ်လိုနိုင်တော့ရလဲဘေးကြီးကတော့ဒီ order ကတယောက်နဲ့တယောက်ရန်ဖြစ်စီရပဲငါကတော့ဒီကဘာပေါ်မှာကန်ကောင်းဆုံးလူပဲလို့ပြောလိုက်ပါတယ်မာတာတာကတော့ဖုန်နေကြားနေထွက်လာပြီးတော့အိုဂျိုကတော့မင်းဒုတိယတုတ်တဲ့စင်တီမီလာလို့ပြောရင်းနဲ့ပဲဒီပိုင်းလေးကဒီမှာပြီးဆုံးတော့ပါတယ်ဗျ